မျိုးသမီးတစ်ယောက်ဟာသူ့မဘဝတဲကနေ6နှစ်တိုင်ပျောက်ကွယ်သွားခဲ့တဲ့ရီစာဟောင်းဟာအခုခါမှာဇနီးလောင်းအစ်တစ်ယောက်နဲ့ရှိနေတာကိုတွေ့လိုက်ရပါတယ်။သူမကတာမန်ကရှန်ကပဲဟဲလိုနှုတ်ဆက်ခဲ့ပေမဲ့အဲ့ဒီဇနီးလောင်းကတော့ CEO ရဲ့ရင်ထဲမှာသူ့ရီစာဟောင်းအတွက်နေရာကျန်သေးရဲ့လားဆိုတာကိုစမ်းသပ်ချင်တာကြောင့်သူမကိုရေကူးကန်တဲ့သူတမင်တကာတွန်းချပစ်လိုက်ပါတော့တယ်။သူမရဲ့အခြေဦးရေနစ်နေတာကိုမြင်တော့ CEO ကရေထဲခုန်ဆင်ဖို့လုပ်ပေမဲ့ဇနီးလောင်းကအတင်းဆွဲထားခဲ့တယ်။ဒါပေမဲ့အမျိုးသမီးဟာတကယ်ပဲမိုးနစ်နေပြီဆိုတာမြင်လိုက်ရတဲ့အခါမှာတော့ CEO ဟာသူ့တက်ကိုပင်ငက်ကွက်မနေတော့ပဲရေထဲကိုချက်ချင်းခုန်ဆင်းကသူမကိုကယ်တင်ခဲ့ပါတော့တယ်။တကယ်တော့လွန်ခဲ့တဲ့6နှစ်ကသူတို့နှစ်ယောက်ဟာတယောက်ကိုတယောက်အသက်ထက်မကချစ်ခဲ့ကြတာပါ။တညမှာတော့အရက်ရှင်ကြောင့်သူတို့နှစ်ယောက်ကြားမှာဆက်ဆံရေးအသစ်တစ်ခုစတင်ခဲ့ပါတယ်။မကြခင်မှာပဲမိန်းကလေးကသူ့မမကိုဝင်ရှိနေပြီဆိုတာသိလိုက်ရပေမဲ့အဲ့ဒီညနောက်ပိုင်းကစပြီး CEO ကသူ့မကိုတရှောင်ရှောင်လုပ်လာခဲ့ပါတယ်။အမှန်တရားကိုသိချင်လို့မိန်းကလေးကသူ့ရဲ့စိန်ခံကားကြီးကိုပိတ်ရက်ပြီးတားခဲ့ပေမဲ့ CEO ကဘာမှပြန်မပြောဘဲကားမောင်းသမားကိုမောင်းထွက်ခိုင်းခဲ့တယ်။ဘာမှလုပ်လို့မရတော့တဲ့အစုံမိန်းကလေးကကျမမှရှင့်ရဲ့ကလေးရှိနေပြီဆိုတဲ့အမှန်တရားကိုအော်ဟစ်ပြောချလိုက်ပါတော့တယ်။ဒါကိုကြားတော့ CEO လည်းအံ့ဩသွားပြီးကားကိုချက်ချင်းရပ်လိုက်ပါတယ်။ဒါပေမဲ့သူမကိုလက်ခံမဲ့စားဘန်ကက်တကက်ကိုသူမမျက်နှာပေါ်ဖြစ်ပေါက်ပြီးရက်ရက်ဆက်ဆက်စော်ကားခဲ့တာပါ။ဒါကိုမြင်တော့မိန်းကလေးကသူ့ကိုတကယ်ကိုရွှေရှာပွဲကောင်းတဲ့ရုပ်မာသူတူလို့သတ်မှတ်လိုက်ပါတော့တယ်။ဒါပေမဲ့လက်တွေ့မှာတော့အဲ့ဒီမတိုင်ခင်ရက်ပိုင်းကကောက်ကျစ်တဲ့မိန်းမတစ်ယောက်ဟာအတန်တုပညာရှင်တစ်ယောက်ကိုငှားပြီးမိန်းကလေးရဲ့အတန်အတိုင်း CEO စီဖုန်းဆက်ခိုင်းခဲ့တာပါ။ဖုန်းထဲမှာကျမကရှင့်စီကပတ်စံပဲမှတ်တာလို့ပြောပြီးရွှန်9တန်းတောင်းခဲ့ပါတယ်။ CEO ကဒီအလိမ်ညာကိုယုံသွားပြီးသူ့ရဲ့အချစ်ဦးကိုရွှေ9ပုတ်လို့ထင်မှတ်ကသူ့ဘဝထဲကထာဝရထွက်သွားဖို့ရွှန်2တန်းပေးခဲ့တာဖြစ်ပါတယ်။ဒါတင်မကသေးပဲမှန်တဲ့ကနေတဆင့်အမျိုးသားတစ်ယောက်ကမိန်းကလေးကိုဖက်ပြီးနှစ်သိမ့်ပေးနေတာကိုမြင်လိုက်ရတဲ့အခါသူ့ရဲ့တန်တရားတွေကပိုပြီးခိုင်မာသွားခဲ့ရပါတယ်။ဒီလိုနဲ့ပဲ9နှစ်တာကာလပတ်လုံးဖြတ်တန်းခဲ့ကြရတာပါ။အခုဆိုရင်မိန်းကလေးရဲ့သမီးလေးဟာအသက်6နှစ်အရွယ်ကိုရောက်ရှိလာခဲ့ပါပြီ။ဒါပေမဲ့မွေးကလေးကနှလုံးအားနည်းတဲ့ယောဂပါလာတာကြောင့်အရေးပေါ်ခွဲစိတ်ကူတာမှုခံယူဖို့လိုအပ်နေခဲ့ပါတယ်။ဖုန်းထဲကငွေစည်းရင်းကိုကြည့်ပြီးမိန်းကလေးဟာစိတ်ပူပန်သွားရကသူမအပေါ်အမြဲတမ်းတရိုတသေးချစ်ခဲ့မှုတဲ့အမျိုးသားတစ်ယောက်စီကနေပတ်စံအကူအညီတောင်းဖို့ဖိအားပေးခြင်းခံခဲ့ရပါတယ်။ဒါပေမဲ့အဲ့ဒီအမျိုးသားကသူမဟာသူ့နဲ့အတူပါတီပွဲတစ်ခုကိုလိုက်ခဲ့ရမယ်ဆိုတဲ့အခြေအနေတရက်တောင်းဆိုခဲ့တယ်။ပြီးတော့အဲ့ဒီပါတီပွဲမှာပဲလူတိုင်းရဲ့ရှိမောက်မှာသူမကိုလက်ထပ်ခွင့်တောင်းပါတော့တယ်။မိန်းကလေးကတော့ဝေခွဲမရဖြစ်နေခဲ့ရတယ်။ဘာလို့လဲဆိုတော့သူမရဲ့ရင်ထဲမှာအခုထိ CEO တယောက်တည်းပဲရှိနေလို့ပါ။အဲ့ဒီအချိန်မှာပဲ CEO ကလည်းပါတီပွဲကိုရောက်လာခဲ့ပြီးဇနီးလောင်းကမိန်းကလေးကိုမနာလိုဖြစ်စေဖို့အတွက်ဒီနေ့တို့တွေ CEO နဲ့ဆိတ်ဆက်ပွဲလုပ်တော့မှလို့တမင်တက်တက်လာကြွားပါတယ်။ဒါကိုကြားတော့မိန်းကလေးလည်းမျက်ရည်ကိုအောက်အီးမျိုးတိတ်ပြီးသူတို့မင်္ဂလာပွဲအတွက်ကြိုတင်ဂုဏ်ပြုကြောင်းပြောခဲ့ရတယ်။ဒါဟာဇနီးလောင်းကသူ့မကိုရေကူးကန်နဲ့တွန်းချပြီး CEO ကကယ်တင်ခဲ့တဲ့အစောပိုင်းကမြင်ကွင်းပါပဲ။အဲ့ဒီညမှာ CEO ကသူ့မကိုအိမ်လိုက်ပို့တဲ့အခါမိန်းကလေးဟာတဲအိမ်အိုလေးတစ်ခုမှာနေထိုင်နေတာကိုမြင်သွားခဲ့ရတယ်။အဲ့ဒီအခိုက်အတန့်မှာပဲကောင်မလေးတစ်ယောက်ပြေးထွက်လာပြီးမေလို့လှမ်းခေါ်ပါတယ်။ကလေးမလေးရဲ့အရွယ်စားက6နှစ်အရွယ်မှန်းထိုင်းသားပေါ်လွင်နေပေမဲ့မိန်းကလေးက9နှစ်ပဲရှိသေးတာအဖေမရှိပဲတယောက်တည်းကျွေးမွေးလာတာလို့လိန်ပြောလိုက်ပါတယ်။ဒါကိုကြားတော့ CEO ကဒေါသထွက်သွားပြီးကလေးရဲ့အဖေဟာတခြားသူပဲဖြစ်ရမယ်လို့ထင်မှတ်ကစိတ်ဆိုးမှန်ဆိုးနဲ့ထွက်ခွာသွားခဲ့ပါတော့တယ်။နောက်ရက် CEO ဟာသူ့ရဲ့ဇနီးလောင်းနဲ့အတူနေ့လည်စာစားနေတော့သူ့ရဲ့အချစ်ဦးကအဲ့ဒီဆိုင်မှာစပွဲလို့အဖြစ်အလုပ်လုပ်နေတာကိုမြင်ပြီးအံ့ဩသွားခဲ့ရတယ်။ဇနီးလောင်းကသူ့မကိုတမင်တကာအဆက်ခွဲဖို့အတွက်အနားမှာပဲထားခဲ့ပြီး CEO ကိုဘလူးပလဲနဲ့အစားအစာတွေခွင့်ကျွေးပြပါတယ်။မိန်းကလေးက CEO ကိုစွပ်ပြုတ်လာချပေးတဲ့အခါမှာလဲဇနီးလောင်းကစွပ်ပြုတ်ကိုသူ့မအပေါ်တမင်တက်ဖိတ်ဆင်အောင်လုပ်ခဲ့ပြန်ပါတယ်။ CEO ကတော့စိတ်ပူသွားပြီးသူ့မအပူလောင်သွားလားဆိုတာကိုပြတလဲစစ်ဆေးပေမဲ့မိန်းကလေးကတော့ဘာမှမပြောဘဲတိတ်တဆိတ်ထွက်သွားဖို့ပြင်ပါတယ်။အဲ့ဒီအချိန်မှာပဲသူမရဲ့ဖုန်းစီကိုစေးရုံကနေတမီဖြစ်သူရဲ့အခြေအနေပိုဆိုးလာပြီဆိုတဲ့ဖုန်းဝင်လာခဲ့ပါတယ်။ CEO လည်းဒါကိုကြားသွားတာကြောင့်စေးရုံအထိနောက်ကနေလိုက်သွားခဲ့ပါတယ်။ကံကောင်းထောက်မှစွာနဲ့ပဲမိန်းကလေးကတော့ဘာမှမဖြစ်ပဲဘေးကင်းခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီနောက်မှာ CEO ဟာစစ်ချက်အစီရင်ခံစာကိုမတော်တဆမြင်လိုက်ရပြီးထိုထဲမှာကလေးမလေးရဲ့အသက်ဟာ6နှစ်လို့အထင်ရှားရေးသားထားတာကိုတွေ့လိုက်ရပါတယ်။ဒါကိုမြင်တော့ CEO ချက်ချင်းတန်တရားဝင်သွားပြီးသူ့ရဲ့လက်ထောက်ကိုကလေးမလေးရဲ့နာကိုတိတ်တဆိတ်စစ်ဆေးဖို့ညွှန်ကြားလိုက်ပါတော့တယ်။မကြခင်မှာပဲကလေးမလေးဟာတကယ်တော့သူ့ရဲ့သမီးရင်းခောက်ခောက်ဖြစ်နေတယ်ဆိုတဲ့အမှန်တရားကြီးပေါ်ထွက်လာခဲ့ပါတော့တယ်